အခုလိုခေတ်ကြီးမှာအင်တာနက်ကနေရာမရွေးမရှိမဖြစ်လိုအပ်လာပြီဖြစ်လို့အိမ်မှာပဲဖြစ်ဖြစ်ခီးသွားနေနေပဲဖြစ်ဖြစ်ကိုယ့်ရဲ့ device တွေကို Wi-Fi ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုကြည့်လိုက်ကြရအောင်အခုဗီဒီယိုလေးကို Facebook ကနေကြည့်နေရဆိုရင်တော့ဒီလို user ကပဲ unique ရဲ့ Facebook page ကို follow လေးလုပ် like လေးပေးပြီးသားပြီဆိုရင်တော့အခုဗီဒီယိုလေးကို share ပေးသားပါဦးနော် TikTok ကနေကြည့်နေဆိုရင်တော့ဒီလို channel လေးကို follow လုပ်ပြီးသားပြီဆိုရင်တော့အသေးလေးပေးခဲ့ဖို့မမေ့ပါနဲ့နော် user ကပဲ unique ရဲ့ YouTube channel ကနေကြည့်နေတယ်ဆိုရင်တော့ဒီလို channel လေးကို subscribe လုပ်ပြီးသားပြီဆိုရင်အခုလိုဗီဒီယိုလေးကိုမလွတ်တမ်းကြည့်လို့ရအောင်ဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးပါဦးဒါဆိုရင်တော့ဒီလိုဗီဒီယိုလေးစလိုက်ကြရအောင်ဒီဘက်က D523 ကတော့ဘက်ထရီပါပြီးသားဆင်းရော့တာလေးဖြစ်လို့ဘာမှထပ်မလို့တော့ပဲနဲ့ဘယ်တော့အိတ်ထဲထည့်ပြီးတဲသွားလိုက်အောင်ပါပဲဒီဘက်ကမိုဒယ်လေးကတော့ဘက်ထရီမပါတာဖြစ်လို့ရေရှည်မှာဘက်ထရီနဲ့ပတ်သက်ပြီးတော့မှခေါင်းစားနေကြမလို့တော့ပဲနဲ့သူ့ကို power bank ဒါမှမဟုတ် USB ပေါက်ပါတဲ့ဘယ် device မှာမဆိုစိုက်ပြီးတော့မှသုံးလိုက်အောင်ပါပဲဒီဆင်းရော့တာလေးတွေကသုံးရတာအရန်ကိုလွယ်ပါတယ်စင်ကတ်ထဲ power pay ပြီးတော့ရင် wifi ချိတ်လိုက်အောင်ပါပဲဒါပေမဲ့အားလုံးသိချင်နေကြတဲ့ wifi name နဲ့ password ချိန်တွေကိုပြောပြပေးသွားပါမယ်အရင်ဆုံးစက်မရေးထားတဲ့ IP ဆိုတာကိုရှာလိုက်ပါဆက်နဲ့ wifi ချိတ်ထားတဲ့ဖုန်းဒါမှမဟုတ် laptop က browser တစ်ခုခုမှာ IP ကိုထည့်လိုက်ပါ user name နဲ့ password ပေါက်ကြလာပါလိမ့်မယ်နှစ်ခုလုံးမှာ admin လို့ရိုက်ပြီးဝင်လိုက်ပါပြီးတော့ရင်တော့ quick setting တွေကိုဝင် next ကိုနှိပ်ပါnetwork name နေရာမှာကိုထည့်ခြင်းတဲ့ user name ကိုထည့် next ကိုနှိပ်သွားလို့ရှိရင် new password နေရာမှာ password အသစ်ကိုထည့်ပေးပါnext ကိုနှိပ်ပြီးရင်တော့ကိုပြောင်းလိုက်တဲ့ user name နဲ့ password တွေပြောင်းသွားပါပြီပြီးတော့ရင်တော့ apply ကိုနှိပ်လိုက်ရင်တော့ရပါပြီဒါဆိုရင်တော့ကိုပြောင်းထားတဲ့ wifi နာမည်အသစ်ကိုရှာပြီးတော့ပြန်ချိတ်ဆက်ပေးလိုက်ရင်အဆင်ပြေသွားပါပြီခုလိုနေပညာ test တွေကိုအမြဲတင်ဆက်ပေးနေရဖြစ်လို့ဒီလို user ကပဲ unique ရဲ့ Facebook page ကို follow လေးလုပ် like လေးပေးပြီးသားပြီဆိုရင်တော့ share ပေးသားပါဦးနော် TikTok channel လေးကိုလည်း follow လုပ်ပြီးသားပြီဆိုရင်တော့အသေးလေးပေးခဲ့ဖို့မမေ့ပါနဲ့နော် user ကပဲ unique ရဲ့ YouTube channel ကို subscribe လုပ်ပြီးသားပြီဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေကိုလည်းမလွတ်တမ်းကြည့်လို့ရအောင်ဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးသွားပါဦးအဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲတတား